အေးမအေးရှစ်တက်ခေါင်းနေမှာလားပြအောင်ရှိတက်ခေါင်းပြရှိအေးပေါ်မှာရေကန်လက်ပေါ်မှာခိုင်းထောင်တာညှတ်ထောင်တာညှတ်ထောင်လာတာလင်းရုံတော့မိနေပါတယ်လင်းရုံပြီးတော့အဲလင်းရုံသာချက်တော့မှဖြစ်ပါတယ်လင်းရုံအကောင်တော့မတွေ့တော့ဘူးကျွန်တော်လာနောက်ကျပါလို့အမွေးတော့တွေ့ရအမွေးတွေ့အမွေးသက်ပြမယ် let's go ကဲစမ်းကြောင်းတက်လာမွေးနှောက်တော့လင်းရုံလားလင်းရုံညှို့မှလာမိတ်နေတာပြားအောင်လာနှိုက်တယ်လင်းရုံမွေးနှောက်တာတစ်ကောင်ကောက်နှစ်ကောင်ပြောက်ရေးနေရမိတ်တယ်ဗျာဒီမှာဒါအရင်နေ့ရကောင်ကဲလင်းရုံသားချက်စားမှာဖြစ်ပါတယ်ဟုတ်တယ်ငါခုကင်း စားပါမယ်ခု လင်းရုံကအိမ်ပေါ်မှာချက်နေနောက်မှပြရမှာlet's go ကန်ဇိုးတီးတွေအများကြီးပြီးနေပါတယ်ဟုတ်လားလို့ကန်ဇိုးတီးတွေဒါမှိတ်တော့မယ်ဒါတစ်ခေါက်ခူပြီးသွားပြီပေါ်မှာအများကြီးပဲဟုတ်လားမှိတ်မဗီဒီယိုရိုက်ပြီမှာချိုးတယ်ဒီပဲအချင်းဦးဒီပဲမိုးမထိလဲချိုးတယ်ပဲကဲလင်းရုံသားချက်နေတာတစ်ချက်တစ်ချိုးမှာဒါပါလေဒီလား ဒါပဒတ်စာဒါဟင်းကျိုးမှာချက်တဲ့ပဒတ်စာတော့မှာပဒတ်စာကျွန်တော်ဇမြွန်ဒီတို့ပဒတ်စာတို့ဟင်းကျိုးရွက်တို့ခြံထဲမှာပေါ်တော်လာပါ යි ဟောဒါကဘာလဲသင်္ကောင်းရွက်လား တဝဲဟင်းကျိုးရွက် ငါရွက်လားတဝဲဟင်းရွက်လား တဝဲဟင်းကျိုးရွက်ရှင်ကောင်ရွက်လွယ်သူများကြီးခေါ်တယ်မလင်းအောင်သာချက်ဖို့မြုပ်ပြီးထောင်းနေဘယ်ဝါလင်းအောင်ဒါဟုတ်ကဲ့ လင်းအောင်သားချက်ဖို့အတွက်အိုတကြီး ထောင်းနေမဒါလည်းညာပြလို့မရပါဘူးကဲချက်ပြီးမှစားတော့ပြပါတော့ချက်ပြီးတော့ချက်ချောင်းလိုက်ပါအောင်မယ်ဒီမှာမကြက်တော့မယ်ခွေးကြက်သားကောင်းပါဘယ်ခွေး ကဲစားလို့ရပါတော့မယ်နူးပြီလားကစိုးစားလို့ရတော့မှာအဲ့မင်းတို့ဒီရနေကော အိုကြီးကတော့ special မိဖို့နားမှာအကြီးပါကြော့တယ် ကိုတော့ဒွင်းသီးစားဘူးဟိုင်း ဟိုကရလား ဒွင်းသီးကြနေ တော့များတာမလား